ကဲအားလုံးပဲမင်္ဂလာပါဗျာနေ့ပြန်မှာကန်ထူးကန်ကောင်းနိုင်ကြပါလိမ့်ဒီမှာကျွန်တော်အခုတွေ့ထားတဲ့မူလေးတစ်ခုပြခြင်းလို့မူလေးကမနေ့ပိုင်းမှာနှက်ခတ်ကြတယ်ဒါကကျွန်တော်2019အထိပဲကြည့်ရသေးတယ်ဗျဟို14-15အထိတော့မကြည့်ရသေးဘူးပေါ့နော်မနေ့ပိုင်းမှာနှက်ခတ်ကြပြီးတော့နောက်ဘိတ်ကပါဝါဖြစ်လို့ရှိရင်နော်6လေးပါဝါအဲ့လိုပါဝါဖြစ်လို့ရှိရင်ညနေကနေထိတ်စီညနေကနေထိတ်စီရဲ့ညနေကနေထိတ်စီက3ဆိုတော့3853ညခွေ3853ညခွေဘူးပေါ့အဲ့3853ညခွေဘူးကပမာလာထွက်လဲဆိုဒီမှာ98ဆိုပြီးလာထွက်တယ်သူကတောက်ကြနေမှာထွက်တယ်နော်3853ညအဲ့မှာ2019မှာတစ်ချိန်ပဲဖြစ်တယ်ဒါမျိုးဖြစ်စဉ်ပြီးတော့ဒီမှာ2020နဲ့တင်မှာ2020မှာအားမျိုးဖြစ်စဉ်မရှိဘူး2017ရောက်တော့မှဖြစ်တယ်အဲ့မှာကဒီမှာတိရှိဆိုရင်မနေ့ပိုင်းမှာနှက်ခတ်ထွက်တယ်ဒီမှာ8နဲ့3နဲ့ပါဝါဖြစ်တယ်အဲ့လိုပါဝါဖြစ်တာနဲ့ညနေခင်းထိတ်စီဆိုတော့3853ညအခွေသူကတော့ကက်ပင်မှာကြာတယ်3853ညအခွေကပ်ပင်မှာကြာပြီနော်အဲ့ဒီ2021မှာပဲမနေ့ပိုင်းမှာနှက်ခတ်အပိတ်ကပါဝါဖြစ်တဲ့2နဲ့9နဲ့အဲ့တော့ညနေထိပ်စီးရဲ့6194လေးဆိုတဲ့ခွေကကပ်ပင်မှာကြာပြီးတော့2022ရောက်မှထပ်ဖြစ်တယ်2022မှာကြာတော့ဒီမှာ96ဆိုပြီးနှက်ခတ်ဖြစ်တယ်6နဲ့1နဲ့ကပါဝါအဲ့လိုပါဝါရိုက်လိုက်တာနဲ့ညနေကနေထိပ်စီးရဲ့395ခွန်2ဆိုတဲ့ခွေ395ခွန်2ဆိုတဲ့ခွေဒီမှာလာဆင်းတယ်တောက်ကြနေပဲနော်တောက်ကြနေဆင်းတာနှစ်ပင်ရှိသွားပြီနော်ဒီမှာမနေ့ပိုင်းနှက်ခတ်အပိတ်ချင်းပါဝါဖြစ်တယ်ပါဝါဖြစ်တော့ညနေကနေထိပ်စီးရဲ့1683ဆိုတဲ့အခွေကပ်ပင်မှာကြာတယ်သူကအဲ့ဒီနှစ်ကြိမ်ပဲဖြစ်တယ်အဲ့နှစ်ကြိမ်မဟုတ်ဘူးဒီမှာတစ်ကြိမ်ရှိသေးတယ်မနေ့ပိုင်းနှက်ခတ်ကြာပြီးတော့အပိတ်ပါဝါဖြစ်တယ်6နဲ့4နဲ့ပါဝါ9နဲ့4နဲ့ပါဝါဆိုတော့ညနေကနေထိပ်စီးရဲ့6194ဆိုတဲ့အခွေဟာဒီမှာ14ဆိုပြီးကြာ44ဆိုပြီးတော့ကြာကပ်ပင်မာကြီးပဲကြာနော်2023မှာကြာပေါ့ဒီမှာမနေ့ပိုင်းနှက်ခတ်အပိတ်ပါဝါဖြစ်တယ်အဲ့လိုပါဝါဖြစ်တော့ညနေကနေထိပ်စီးရဲ့8316ဆိုရအခွေ36ဆိုပြီးလာကြနော်8တိဆိုပြီးတော့နှက်ခတ်ကြပြီးတော့အပိတ်ပါဝါဖြစ်တယ်ညနေကနေထိပ်စီးရဲ့9335ဆိုတဲ့အခွေဒီမှာကြာတယ်ကပ်ပင်မှာဒီမှာ2024မှာကြာတော့ဒါကတော့တော်ဝိုင်း93ဆိုပြီးနှက်ခတ်ကြာ3နဲ့8နဲ့ပါဝါဖြစ်တယ်3နဲ့8နဲ့ပါဝါဖြစ်ပြီးတော့
ညနေခင်းထိပ်စီနှစ်ခွန်၄ကိုဆိုရခွေဒီမှာကပ်ပြန်မှာချတယ်အဲ့တော့အခုဒီမှာလေ3ညခွန်9နှစ်ဆိုပြီးတော့3ညခွန်9နှစ်ဆိုပြီးတော့မနေ့ပိုင်းနဲ့ခဲအပိတ်ပါဝါဖြစ်တော့9461ခွေဘူးအဲ့တော့ဒီ9461ခွေဘူးอ่ะကပ်ပင်မှာကြာမှာလားတောက်ကြရောက်မှာကြာမှာအဲ့ဒါစင်ပြေတယ်လို့လားဒါကြပြီတော့တွေ့ထားလေးပြပြရနော်